Emirates ကွင်းမှာအနိုင်၃မှတ်ကိုထိုက်တိုက်တန်တန်ရရှိခဲ့တဲ့ Manchester United မနေ့ကရှင်ပြိုင်ကစားခဲ့ကြတဲ့ Arsenal အသင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်အကြောင်းပြန်ပြောရမယ်ဆိုရင် Arsenal အသင်းရဲ့ကွင်းလယ်ပိုင်းနဲ့တိုက်စစ်ပိုင်းကအကောင်းဆုံးထိုးပေါက်တိုက်စစ်ဆင်မှုတွေကိုဟန်ထားနိုင်ခဲ့တဲ့ Manchester United အသင်းရဲ့နောက်တန်းကစားသမားတွေကိုပထမဆုံးချီးကျူးရမယ်။ Martinez လို့ကျွန်တော်တို့လုံးဝမာကျော်တဲ့ကစားသမားတွေရှိမယ်ဗျာ။မမထတဲ့ကစားတဲ့ကစားသမားမဖြစ်မနေချီးကျူးရမှာတော့ကိုသမားဆန္ဒနမန်းဖြစ်ပါတယ်။အကောင်းဆုံးအပိုင်ခွေတွေကိုကျွန်တော်ကာဝယ်ပေးနိုင်ခဲ့တယ်ပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်ကွက်လက်မှာဆိုလို့ရှိရင် Bruno Fernandes ရဲ့ Casemiro ရဲ့ကျွန်တော်ပြီးတော့ Kobe Mino ရဲ့အတွဲဖက်လေးကိုမြင်ရမယ်။ Bruno Fernandes ရဲ့အကွက်မြင်မြင်ပေးပို့မှုတွေနောက်တစ်ခုကတော့ Patrick Dorgu, Matheus Cunha တို့ရဲ့ကျွန်တော်တို့တောင်းပြောလာတဲ့သွင်းကိုနဲ့အတူအနိုင်သုံးမှတ်ကိုရရှိခဲ့တယ်ပေါ့နော်။ကျွန်တော်ပြီးခဲ့တဲ့မနေ့ကဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့ပြီးပါပြီ။ကျွန်တော် Man City ကိုရှင်ပြိုင်ကစားခဲ့တယ်လို့မျိုးစိတ်သက်အင်အားနဲ့နိုင်လို့စိတ်ဓာတ်ရှိမယ်ဆိုလို့ရှိရင်ကစားကွက်နဲ့ဆိုလို့ရှိရင်ကျွန်တော်တေချာပေါ Arsenal အသင်းကိုလည်းအနိုင်ကစားနိုင်ပါမယ်လို့ကျွန်တော်ပြောတယ်။ဒီနေ့မှာလည်းကျွန်တော်ဒီလိုမျိုးခြေစွမ်းဒီလိုမျိုးကစားသမားတွေရဲ့နိုင်လို့စိတ်ပြင်းပြမှုကိုကျွန်တော်တွေ့ခဲ့ရတယ်။နောက်တစ်ခုမပြစ်မနေချီးကျူးရမှာတော့ Manchester United အသင်းရဲ့ယာယီနီးပြ Michael Carrick ကလက်ရှိ Manchester United အသင်းကို Premier League နှစ်ပွဲကိုင်းနှစ်ပွဲလုံးနိုင်ပြီးရမယ်6မှတ်ရောက်ယူထားပြီး Manchester United အသင်းကိုအမှတ်ပေးစရာအဆင့်၄နေရာထိကိုပို့ဆောင်ပေးနိုင်ခဲ့တယ်။သူနိုင်ခဲ့တဲ့ကျွန်တော်နှစ်သင်းလုံးကိုကြည့်မယ်ဆိုလို့ရှိရင် Premier League ရဲ့အမှတ်ပေးစရာရဲ့အဆင့်1နဲ့2နေရာအသင်းကြီးတွေလိုမျိုးဖြုတ်ခဲ့ရတာနော်ဒီအသင်းတွေမှာကျွန်တော်တို့ရှင်ပြိုင်ခဲ့တဲ့အချိန်မှာတွေ့ရတယ် Michael Carrick ရဲ့ကစားကွက်ကစားသမားတွေရဲ့ကိုယ်နဲ့လုံမှုနဲ့ကစားသမားတွေရဲ့စိတ်သက်အင်အားနိုင်လို့စိတ်ပြင်းပြမှုဒါတွေကကျွန်တော်တို့လွန်ခဲ့တဲ့ဆယ်စုနှစ်တစုကျော်ကအားပေးခဲ့တဲ့ Manchester United အသင်းကိုပြန်မြင်ရတယ်လို့ကျွန်တော်တို့စိတ်ထဲမှာခံစားနေရတယ်လို့ကမ်းဘတ်တွေနဲ့ပြန်လာနေတယ်အကောင်းဆုံးတုံ့ပြန်နေတယ်ဒီပွဲမှာကျွန်တော်တို့ခုနပြောလို့ရှုံးနေခဲ့မယ်ဆိုရင်တော့ Manchester United အသင်းဒီထိုက်တန်သွားရှုံးနေမှုလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်โอเคဒီလိုမျိုးခြေသက်မျိုးနဲ့ဒီလိုမျိုးကစားသမားတွေရဲ့စိတ်တော်ကိုကျွန်တော်တို့ Man Fan တွေကမြင်ကြတယ်ဗျာမိကုန်းထုတ်စရာတခုရှိတာကဒီအာဒီကုန်းမှာ Michael Carrick ကိုအမြဲတမ်းနီးပြဖြစ်ခတ်အပ်ဖို့လိုအပ်နေပြီလားခတ်အပ်တော့မှလားဆိုတဲ့ဥစ္စာကိုရေကုန်စွာကျွန်တော်တို့စောင့်ဆိုင်ပြီးတော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်တွေ့ကြပါမယ် Manchester United နဲ့ပတ်သက်တဲ့ဗီဒီယိုတွေတော်တော်များအောင်ကျွန်တော်ဒီရဲ့အကောင့်ကနေတင်ပေးမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်အကောင့်ကို like and share လေးလုပ်ပေးလဲကျေးဇူးများတင်ပါတယ်ဗျ